သေးချာမှားထားတယ်မဟုတ်လားဒီလိုပါကွယ်မင်းမာရီအတန်လည်းကြုံမကြချင်ဘူးဗျာကောင်းပါကြသားသွားမယ်ကျေးဇူးတင်ပါတယ်ဘာလဲငါဒါကိုစားရမှာအမဟုတ်ပါဘူးကျွန်တော်မှားတယ်ဘာရင်းကြမရောက်သေးဘူးလားမောင်ဟုတ်တုံးကအတူကကိစ္စပြီးမှပြန်လာမယ်လို့ပြောသွားပါတယ်ကိုကြီးစစ်စစ်နားလိုက်တော့ဟိုအစားပေါက်တစ်ခုတော့စီစဉ်လိုက်အောင်နော်ဟုတ်ဟေးမကြနဲ့နော်မကြပါဘူးဘိုးခုချင်းပြန်လာအဲ့ဒီဟောငါတန်းလိုက်တာကွာ
你多少钱要给吧你？ ငါကူပဲပြန်ရောက်တယ် 啊，到外边去，没人来叫你这种问了， အင်း 这种包住的来路线就来了。 ဟုတ်မျိုးလို့နော် ဘာဖြစ်လို့လဲဗျာကြီး ဟုတ်မင်းခဏထိုင်ပါတိုက်ထိုင်ဟုတ်ပါမင်းကပြောပြစရာလေးတစ်ခုရှိလို့ ဘာများလဲဗျာကြီး တစ်ခုတော့ရှိတယ်ပေါ့ကွာမင်းနှုတ်လို့မစေတော့ ကျွန်တော်စိတ်ချပါဗျာကြီး ဒီလိုကွာ ခက်တော့ပါပဲဗျာဘိုင်းကြီးကကိုကြီးကြောင့်သိရတဲ့နဲ့ သူ့မှာလည်းအခက်အခဲတစ်ခုရှိလို့ဖြစ်မှာပေါ့ မဖြစ်ဘူးဗျာမဖြစ်ဘူးအကိုကြီးသိရင်မိုးမိတော့မှာဒီမှာမထားဘူးကျွန်တော်ဘိုင်းကြီးကိုကိုယ်တိုင်ပတ်ပြောမယ်ဗျာ ဟေးဟေးမင်းပြောတော့ဒါပေမဲ့ကောင်မလေးကိုမြင်တော့မင်းပြောရတော့မှာမဟုတ်ပါဘူးမင်းတွေ့ပါလား လူမအတူပါပြီးပြီချက်ချင်းပြန်လာတော့မကောင်းဘူးမို့လားဒါကြောင့်မလို့အာကြီးလေးရဲ့ခရီးတော့ကြာသွားတယ်ပြီးတော့လူလေးပေးလိုက်တဲ့ပိုက်ဆံတော်တော်များများပို့ပါလေတယ် အဲဒီလိုတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ကခိုင်းနေလက်မှာကြီးလာရတယ်ဆိုတော့ လူလေးရဲ့ဒါလေးပါကြီးလေးသိပါတယ်ကွယ်နော် ကျွန်တော်နေကောင်းပါတယ်ဗျာညီ အေး ဘိုင်းကြီးဘိုင်းကြီး ဘိုင်းကြီးကျွန်တော်သွားရမယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ လူမလေးထဲဝင်စမ်းမင်း ဘာကြီး အော်အေးလူလေး ခြံထဲမှာမိန်းကလေးတယောက်ကိုမြင်လိုက်နေသလားလို့ဗျာဟမ် လေသိချင်လို့ဖြစ်ပါလိမ့်မယ်လူလေးဘာကြီးကြီးကူးပဲခြံထဲကဒီထဲဝင်လာတာ အေးဗျာကျွန်တော်မျက်စိမှားနေလို့ဖြစ်မှာပဲ ဟို
လေဟိုဘက်ခြံကကလေးမလေးတွေသူတို့ပန်းခိုးဖို့ဝင်လာတယ်ဒါလည်းဝင်ခဲ့ပါလေဟာဗျာနောက်ဝင်ပေကွာလည်းပြည့်ပြောလို့မရရဲပြောပြီးတော့အဖမ်းခိုင်းဝင်စင်နဲ့ဗျာမဝင်စင်ကျွန်တော်ဒီပုံမိန်းကလေးပုံမှန်တာလက်သက်တဲ့တော့ယောက်ျားလေးတော်တော်ရှုပ်တဲ့ကောင်ပဲဗျာဒီဘောင်ကမောင်အေးယူလာပြီးချိတ်ထားတာလူလေးရလူလေးမကြိုက်ရင်ဘာရင်ကြီးဖြုတ်လိုက်မယ်လေဟမ်ကိစ္စမရှိပါဘူးဘယ်နည်းထားလိုက်ပါကျွန်တော်သွားရမယ်အပြင်းမထွက်ပါနဲ့လို့အချာမှားထားရခဲ့နေဟမ်ပန်းလေးတစ်ဝက်မြင်လာစမ်းတော့တရင်မိထွက်သွားမိတော့ဘူးလေချစ်စရာဒီမလေးဒါဘိုင်းကြီးကမင်းကြောင်းမသွားခင်သူ့စီခဏဝင်ခဲ့ပါဦးနဲ့ကောင်းပြီလေကျွန်တော်အခုပဲသွားမှာလာဟဲ့လူလေးမြေးလေးကိုတိတ်တိတ်ခေါ်လာတာနဲ့ပတ်သက်လို့မောင်အင်းမီကိုပြောပြပြီးမော်လာကျွန်တော်အားလုံးသိပြီပိုင်းကြီးအဲ့ဒါမြို့တဲ့တနေရာကိုအမြန်ဆုံးပြောင်းနိုင်ဘူးဝိုင်းကူရပါရမယ်ပိုင်းကြီးအကိုကြီးမသိအောင်ပြီးပြီးကြီးလုံးဖို့ရင်းကြီးတယ်ဒါပဲနေကိုမီးလေးကိုခေါ်လိုက်အောင်မယ်အေးလုံမလေးကျေးဇူးပါဒီကိုခဏကွယ်လုံမလေးလာကွယ်သူနာမည်ကလူမောကိုရင်တယောက်ကိုသဘောထားဟုတ်လားလုံမလေးရဲ့နာမည်ကမလေးမလေးကြီးရတယ်ကျွန်တော်တို့ကကြောက်နေတဲ့ထင်တဲ့ပိုင်းကြီးကျွန်တော်ကြောက်ချင်မလို့ပါဘူးဗျာအကိုကြီးနဲ့တွေ့မှာကြောက်အောင်အကိုကြီးနဲ့တွေ့လို့မလွယ်ဘူးတော့အဲ့ဒါကောင်းကောင်းသတိထားရမယ်အေးအဲ့ဒါပဲကွာမလေးကြောက်လိုက်တာဖူးဖူးရေငါမီးရလေကိုယ်ဘာကြောက်စရာရှိတယ်ဖူးဖူးတယောက်လုံးရှိပါသေးတယ်ဟုတ်တော့ဗျာကျွန်တော်လည်းရှိတာပဲတော့ထီလည်းအားမငယ်ပါနဲ့ခုလောသုံးရရှိနေညီလေးလူမောင်ဘာရင်းရရခဏခဏတော့အဲ့ဒါကိစ္စအဲ့ဒါကျွန်တော်မပြောတော့ဘူးကိုကြီးမင်းမသိဘူးဟုတ်လားဟုတ်ကဲ့လူလေးကဘာသိချင်လို့လဲခုလောဘာရင်းရညီလေးလူမောင်တို့ရခဏခဏတော့တဲ့ကိစ္စမင်းနေတာအဲ့ဒါကတယ်လီဖုန်းကြီးဆောင်တဲ့ကိစ္စရယ်ပြီးတော့လူလေးအတွက်ဆေးရှာထွက်ဘာဖြစ်လို့လဲဘာမှမရှိဘူးကဲလူလေးဆေးပေါက်တယ်ရောဘယ်ရလဲဗျာကျွန်တော်ကလေးကြမှာကျွန်တော်ယူတော့မှာဗောဗျာမင်းပြောတာမှန်ပါတယ်ဒါပေမဲ့ဘာကြီးကြီးအဖို့ကမင်းတို့ဟာကလေးတွေပါပဲကြောက်လားဒီတောက်လာလာဟဲ့
တဲ့နဲ့ပတ်သက်တဲ့စီးရင်ရောဘယ်ရင်ကစစ်လိုက်ဆောင်ကျွန်တော်ချန်တဲ့ခဏဆင်းနေအောင်ဆရာဝန်အချိန်မီရောက်လာလို့တော်ပါလေခုတော့တတိယပြီလားတတိတော့ရဒါပေမဲ့တမ်းဘာဖြစ်လဲပါရင်ဆရာဝန်ကပြောတယ်လုံမလေးအတော်ကြောက်သွားရှာတယ်အခုကြောင်ကရန်နေပြောနေလို့အိတ်စိတ်ထိုးပေးထားတယ်ဘယ်နဲ့ဒီကိစ္စကိုကျွန်တော်စရတာဖွင့်ပြောကောင်းတယ်ကွယ်လူကလေးအပြစ်တက်တယ်လို့ပဲခါရမှာဘာကြီးဖွင့်မပြောရခဲ့ကျွန်တော်ကြောက်တယ်ဘာကြီးပြေးလာနေပြေးပါတယ်လူလေးပြေးပါတယ်မိကလေးကိုခေါ်လာခဲ့မိသားကဘာကြီးအပြစ်ပါဒီမှာလည်းကြာလီထားဖို့မဟုတ်ပါမြို့တဲ့တနေရာမှာတတိတခြားထားဖို့စီစဉ်တယ်ဒါပေမဲ့ချက်ချင်းကြီးတော့အခက်အခဲရှိနေတယ်ဒါကြောင့်သူခေါ်လာခဲ့မိတာသူမိဆုံးသွားတော့တကောင်ကျွဲ့တဲ့မျက်နှာဖြစ်နေရှာတယ်မခုံဖြစ်လို့ခေါ်ခဲ့မိတာပါကြီးကနေပဲပြောင်းပြီးတော့
ပြောင်းရွှေ့လို့ဖို့မသင့်တော်သေးဘူးထင်တယ်ပါရင်အေးကွယ်သူလေးခွင့်ပြုမယ်ဆိုရင်တော့ကျွန်တော်ဒီလောက်အထိမရိုင်းဆိုင်သေးပါဘူးပါရင်ကျေးဇူးတင်ပါတယ်ဒါပေမဲ့သူ့တန်ရာသက်သာလာပြီဆိုရင်ဒီချန်လေးကအများဆုံးပြောင်းပေးရလိမ့်မယ်နော်စိတ်ချပါလူလေးစိတ်ချပါမျိုးရတဲ့နေရာမှာအစီအစဉ်တော့ကြာတော့မျိုးပြောကျွန်တော်အခုညီပေးပါမယ်ကျေးဇူးတင်ပါတယ်လူလေးကျေးဇူးတင်ပါတယ်နားမှာရှိတယ်လေကွယ်လုံးမလေးလုံးမလေးလုံးမလေးဒီရလာပြီနော်ဖိုးနားမှာရှိတယ်ဖိုးရှိတယ်မလေးတို့မျိုးပြန်ပို့ပေးပါဖိုးရေနော်ဖိုးမလေးကြောက်နာမပေါ်ငါမီလီလေးကောင်းအောင်လေနော်ငါမင်းလေးကောင်းလို့ရှိရင်ဖိုးပြန်ပို့ပေးနော်ပြန်ပို့ပေးတကယ်ပို့ပေးမယ်နော်တကယ်ပို့ပေးပါဖိုးမညာဘူးနော်ငါမင်းလေးအိတ်လိုက်နေလုံးမလေးယူဆောင်ကတိတ်ပူနေပဲဘေးနည်းနည်းအေးပါဆိုလို့တော်လေးကိုတက်လာတော့ပြီကွာဆရာဝမှာသွားတယ်တက်တာရင်ပြင်ထွက်ပြီးဒါလေးပါလေးရှောက်ပြီးလေကောင်းနေတာရှူရမယ်တဲ့ပြင်တော့မထွက်ဖို့မှာဘူးကိုလေးမလေးကြောက်လို့ကြောက်ကြမလို့ဘာမှမလေးဆရာဝန်ကအကိုကြီးနဲ့တွေ့တော့ထပ်ကူမှာပါလေဟုတ်တယ်လုံးမလေးရဲ့လူလေးလူစောကိုယ်တိုင်ကခွင့်ပြုပါတယ်
ဘာဖြစ်လို့မတနာပဲမနေနိုင်ရတာလဲတော့ကျက်ရရှိတဲ့မိကလေးပဲသူငိုနေပါလားဘာကြီးကျွန်တော်သိတော့တယ်အေးကိုဒီမေးနေပါဆိုတော့ဗာဒီနေ့ကိုတက်လာတာကျွန်တော်ဒီပဲ view ဆိုင်နေတယ်ကိုယ့်ကိုလည်း view ဆိုင်အောင်နှလုံးရောဂါဆိုတာရေးကြည့်တယ်ဘာလဲညာ view ဆိုင်ပါလေလူတွေ view ဆိုင်ပါလေကြောက်ပြန်มาသွားထားဖို့ဆိုတဲ့အစီအစဉ်ကိုဖြစ်လိုက်ပါဗျာအစီအစဉ်ကိုဖြစ်လိုက်တော့ဟုတ်လားအင်းရဲ့တွေးအင်းရဲ့မြေးကျွန်တော်နဲ့ဒီပြန်မိန်းမတွေလိုဘောထားလို့တင်တော့ဗျာဒီမှာလည်းနေရှာပါသေးတယ်အေးကွယ်လူလေးအတွက်စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုရင်တော့အတိုင်းတည်းလုံးပေါ့နော်ကျွန်တော်စိတ်နှောက်ယှက်မဖြစ်အောင်သူနေရဖို့အရေးကြီးပါတယ်ကျေးဇူးပါကျေးဇူးပါဗာဒီငယ်ရဲ့မြေးလေးကိုလူလေးရဲ့မျက်ကွယ်မှာထားပါမယ်နော်ကျေးဇူးပဲကျေးဇူးပဲကျေးဇူးတင်လိုက်ကိုလေးကောင်းမဲ့ထင်တာတွေရှောက်ဝေခဲ့တာလေဒီစင်လေးတွေမလေးကြိုက်တယ်မလားမလေးကခြံထဲတောင်ကောင်းကောင်းထွက်ရတာမှမဟုတ်တာဘယ်နဲ့သွားဝေးရမှာလဲလုံမလေးဒီလောက်ထိအောင်ကြောက်နေစရာမလိုတော့ပါလူလေးလူစော်နဲ့တွေ့ရင်မှရှောင်းနေလိုက်ဒီခြံထဲမှာလုံမလေးနေနိုင်တယ်လို့လူလေးကိုယ်တိုင်ပြောထားပြီပဲဟမ်မ
ကိုလေးဒီနေ့ဟင်းရတဲ့ကိုတတ်တော့ဆင်းပြနေရလေဒုက္ခပါပဲဖေပါလုံလည်းမလုပ်တတ်ဖ ೇನೆ ကိုမောင်အေးကလည်းဘာလို့အကိုလေးကိုရှောက်ခိုင်းနေရလဲမခိုင်းလို့ဖြစ်မလားငါတယောက်တည်းနိုင်မနိုင်ဘူးဒါကြောင့်သမင်းနောက်ကြရင်ကိုကြီးကငါစူအောင်မယ်အလုံးများရင်မလေးကိုခေါ်ခိုင်းပေါ့မလေးကူလုံးမှာပေါ့မဲကြီးမအဲ့ဒါတော့မလုပ်ပါကိုကြီးကနင်းချက်မှန်းသိနေအားလုံးမိုးမိတာကိုကြီးရတယ်ဗျာကိုကြီးကမိဖို့ကြောင့်လည်းဒီတော့လာအောင်ကြည့်ပါဘူးမလေးချက်နေမယ်မလေးချက်တယ်လို့မပြောနဲ့ပေါ့ဗျာအေးအဲ့ဒါဟုတ်တယ်ဒါဆိုလို့ဒီပင်စင်သားတက်ကြီးကိုနူးအောင်ချက်ပြီးသားအခုရအသားလို့အရန်ဆိုတာတော့သွားမကောင်းရပါတယ်မလေးချက်ပေးပါမယ်ဟိုကိုမောင်ရမြင်ပြီးတော့ထောင်းပြီနော်အေးထောင်းတဲ့ကိစ္စဒီကောင်ပိုးပိုင်နဲ့ဒီကောင်ကြောက်ခဲတော့မှောက်ပြအောင်ထောင်းနေကောင်ဟုတ်တယ်ဆက်ပြီးရတယ်ဘာမှမဟုတ်ပါဘူးမောင်ဟေးဒီကျသားရင်ဘယ်လိုချက်ထားလဲဘာလို့လဲကိုကြီးချက်တာငါညာတော့ချက်ဘူးဆိုတော့မသိရမှာဟောဒီကျသားရင်ဟာမင်းချက်တာမဟုတ်ငါသိဟုတ်ပါလေကိုကြီးအဲ့ဒီတစ်ခွက်တော့ဘိုင်းညံ့ရင်မလေးချက်တာပါဘာဖြစ်လို့လဲလူလေးမကြိုက်လို့လားလူလေးမကြိုက်လို့ရှိရင်နောက်ကိုမလုပ်ရစေပါဘူးလုံမလေးရတယ်အားနေမဟုတ်ပါဘူးကျွန်တော်ကမကြိုက်လို့ပြောတာမဟုတ်ပါဘူးကောင်းပါလေစားလို့ကောင်းပါလေဘိုင်းကြီးကအားလို့ဝင်ချစ်တယ်ကောင်းပါလေဘာဖြစ်လဲအားရင်ချက်ဟောလူလေးမကြိုက်ဘူးလားအေးစာမွေးပွဲတစ်ခုတော့အောင်သွားပြန်ပြီတကယ်လှုပ်ရှားမအောင်ဗျာအဲ့ဒီအင်းလေးနဲ့ထပ်ထည့်ပေးတော့မကောင်းလို့မောင်ကြီးတက်တော့ခင်းချက်ဒီလိုစကားပြောတစ်ခါမှမကြားရအယိုးကြီးပဲမလေးရလောက်ကြောက်လန့်သွားလားကဲဒီမှာခဏထိုင်စမ်းပါကျုပ်ကထိုင်ဆိုထိုင်မှာပေါ့ကျုပ်ကဘလူးသေးရမဟုတ်ပါမင်းသိကြောက်နေတယ်မကြောက်ပါနဲ့မကြောက်နဲ့တော့လေဟုတ်ကဲ့မင်းမင်းပါလေကျုပ်ပါစပ်ရှားတယ်မင်းဟုတ်ကဲ့မင်းနာမည်ကိုမေးတာကွယ်ကျမနာမည်မလေးပါအော်မင်းနာမည်ကလှလာပဲအေးမင်းကငါတခုမှားထားမယ်ဒါသေချာမှတ်ထားမှာနောက်ကျုပ်ကိုတွေ့ရင်မကြောက်နဲ့ဟုတ်ပလားကဲမင်းတော့ကျန်တော့နိုင်မင်းတော့နိုင်လေတနခါလေးခုလက်ပွားလေးနုတစ်ဖက်သားငေးရှုဝေနူလှပချစ်စရာဟော့ပယောင်ပမာပြိုပြောင်းစွာဖြူစင်သောနှလုံးသားပိုင်ရှင်မိန်းမသားတို့သည်မြစ်တာခက်ချမ်းမကြိုးသူများပျော်ပြောင်းလို့နှူးညံ့သွားစေရာ
လူဘဝနဲ့မှာသမုဒိယတွေ့တာတယုတရားနဲ့ခြေတွေဝါလာပန်းလေးမြောက်လာဆောင်ဝေးတာကျူတင်စွာဥပွင့်လာအမျိုးသမီးများရဲ့အစီအမံဖြစ်လာအိမ်တွင်တန့်ရှင်းမမပြေစရာစစ်သေးဖျားတက်နေပမာမင်္ဂလာပါခါညလေးပါအိမ်တွင်မူလို့သိထုတ်သိစရာမလေးတို့ရဲ့မင်္ဂလာဘာလို့များမိမတွေကိုဒီလောက်တောင်ငုံနေရတာလဲတော့ဒီလိုဒီကိစ္စကဟိုးလွန်ခဲ့တဲ့6နှစ်လောက်ကစနေတာလုံးမလေးအဲ့ဒီတုန်းကဆိုရင်လူလေးလူစောအင်မတန်အောင်မြင်ကြော်ကြတဲ့ရှင်းနေကြီးတူပြီးတော့မိဘရဲ့အမွေနှစ်တွေအများကြီးရခဲ့တာအိမ်တော်ကလည်းမရှိသေးဘူးဆိုတော့ဖန်ရင်ချိတ်ချင်ရတဲ့အမျိုးသမီးတွေလည်းအများကြီးပေါ့ကွဒါနဲ့ဆိုကြပါစို့တနေ့တော့ကျမအကူကတည်ခဲ့ပြီးခဲ့တယ်ဆိုတာမှန်ပါတယ်ရှင်ဒါပေမဲ့တမန်တိုက်လူတတ်တဲ့ထဲမှာမပါတာအမှန်ပါတတိယခိုင်လုံးကျမပြနိုင်ပါတယ်ရှင်ကျမပြနိုင်ပါတယ်တိတ်လည်းစိတ်အားငယ်မနေပါနဲ့လေအမှုမှဆိုတော့ကျွန်တော်တတိယခိုင်လုံးနဲ့ကျွန်တော်စူးစမ်းပေးပါမယ်နော်အမှုမှန်မှုသာအရေးကြီးပါတယ်မှန်ပါရှင်ဒါပေမဲ့ကျမတို့မှာငွေကြီးခက်ခဲနေတဲ့အချိန်ဆိုတော့ဒီတော့ဘာမှသိကူးနေပါနဲ့ကျွန်တော်မှုလိုက်နေတာကငွေရဖို့တက်တက်မဟုတ်ပါဘူးအမှန်ကိုအမှန်တိုင်းဖြစ်ရအောင်ကူညီဖို့အဓိကပါကျေးဇူးတင်ပါတယ်ရှင်ဒါဖြစ်ကျမဘာမှမသွားနိုင်ပါဘူးဒီမှာလက်မထိုးရရှိတယ်လို့ထိုးပြီးပြီပဲတော့ရုံချင်းနေကြမှာလားနော်ဟုတ်ကဲ့ကျမစောစောလာခဲ့ပါမယ်ခွင့်ပြုပါအောင်ရှင်ကောင်းပါမတွေ့လေဟေးဟိုမတွေ့လေဒုက္ခဟိုလိုက်တာရှင်ကျွန်တော်သိမိုးတယ်
တလုံးနဲ့ပဲအဲ့ဒီတော့အမှုကကြားလာတော့လူလေးလူဆိုတာအဲ့ဒီထွေးထွေးဆိုတဲ့မိတ်ကလေးတစားစားနဲ့တန်ရုံးစီတွဲလာတာပေါ့မလို့ပါဘူးထွေးရဲ့တော့လို့လည်းထွေးနဲ့ကိုကြီးတစ်ခုသွားစားကြမယ်ပြီးရင်ကိုကြီးထွေးကိုအရေးကြီးတဲ့စကားတွေပြောစရာရှိတယ်သိချမ်းသာလာနဲ့အမိုးကကင်းကင်းရှင်းရှင်းလွတ်လာပြီဆိုတော့ဆိုင်စင်ပုံစံဆိုတော့ခင်ဗျာကျွန်တော်တခုမြတ်တာရက်ခံနေပါတယ်ဟုတ်ကဲ့ကျွန်တော်နဲ့ထွေးနဲ့လက်ထပ်ကြလို့ကျွန်တော်တို့ဘောတူညီပြီးပါပြီဗျာကိုကမင်းရဲ့ဘောတူလက်ခံမှုကျွန်တော်တို့လောက်ပြောရမရင်းဘူးလားဗျာဒီမှာလေနောက်တစ်လုံးထုတ်ဦးမှာပေါ့ဒီမှာကလေးကကြောင်းနေပြီဗျာနောက်လည်းပဲဒီနေ့နေပါပြီကျွန်တော်မကြည့်ရတယ်ဗျာတို့ကတောင်းသွားတော့မလို့လည်းသူစိတ်ဆိုးနေဟောရပါတယ်ဗျာရပါတယ်ဒါရီသိလို့အသားရဲ့ခဲရုပ်ကလေးနဲ့ကျိုးရေရောတာဒါနဲ့လူကလေးရဲ့ဆုံးဖြတ်ချက်အတိုင်းပေါ့သူတို့ရုံးမှာပဲလက်ထပ်လိုက်ကြတယ်အဲ့ဒီလက်ထပ်တဲ့ညမှာတော့
စောတက်တော့ဘူးပါမင်း ဘူးလူစော မင်းမယူမင်းမယူပါလားဟင်းမီထွေးခွေးပါ ရှင်းမလို့နဲ့နော်ရှင်းမမယ်နော်ရှင်းမတူနဲ့ဆို ဒီထက်ပါတယ်နော် မောက်ထားကျွန်တော်က ဦးလူစောတော်တော်တက်တာလားကျွန်တော်စစ်ချက်ယူနေလို့ပါတကယ်တော့ထွေးနဲ့ပါမင်းဟာမောင်နှမရောင်ဆောင်ထားတဲ့တိတ်ပုံလင်များပါဦးလူစောပစ္စည်းတို့သူတို့ညပေါင်းပြီးတော့ပိုင်ကြံကြတာပါကျွန်တော်တို့လည်းသူတို့ညကိုဖမ်းထားပြီးပါကိုစိတ်ကိုထိမှာပေါ့ကွယ် မောင်အေးအဲ့ဒီပုံကိုယူပြီးတော့မီးရှို့ပြလိုက်တာချမ်းနေဒီအိမ်ထဲမှာဘယ်မိမမဝင်နေနဲ့ကျွန်တော်ကိုသေးသေးချာချာပေါက်ခတ်ထားလိုက်တာဒီထဲမှာဘယ်မိမအဖလာမကြားချင်ဘူးဘယ်မိမပြစ်စီတော့မှမမြင်ချင်ဘူးထားတယ်အဲ့ဒီကလေးကလူကလေးလူစောဟာမိမမှန်သမျှကိုအမုန်းကြီးမုန်းတော့တာမိမတယောက်မကောင်းတာလေကြံတဲ့မိမတွေကိုကြည့်မရလောက်အောင်တော့ဒါဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါမဲ့လူကလေးဟာစိတ်သိကြီးတခါတလေသိခက်ထန်တစောက်ကန်းနဲ့လှုပ်တတ်တယ်အစွဲလန်းကလည်းသိကြီးလူတို့လူစမ်းတယောက်ဆိုရမှာပေါ့ကွယ် ဖူးဖူးရေမလေးတော့အကိုကြီးလူစောကိုတွေ့ရင်ကြောက်နေတော့မယ် ပါပဲပြောလူကလေးဟာလုံမလေးအပေါ်မှာတော့ညတာပုံရပါတယ်ဒါလည်းပဲလုံမလေးရဲ့ကံပေါ့ က
ရှိတယ်နော်ကိုလေး အများကြီးရှိတာပေါ့ဒါပေမဲ့ဒီ channel မှာတော့10မျိုးလောက်ပဲရှိတာပါ ဟိုကဘာပေါ်မှာနင်းစီအမျိုးပါဘူးဘယ်နှမျိုးလောက်ရှိလဲကိုလေး ကိုလေးအတိအကျတော့မသိဘူးကွာနာမည်တွေကစိုးနေတာပဲ ဒီဘက်ကအပွင့်ကြီးလေးပွင့်တဲ့ဒီနင်းစီမျိုးကနာမည်ပါတဲ့လေ အဲ့ဒါကနှင်းစီနီအပွင့်ကြီးမျိုးလို့ခေါ်တယ်မလေးอ่ะ ဒီဘက်ကအဝါလေးကြောက် ဒီဝါလေးကနှင်းစီအဝါမျိုးလို့ခေါ်တယ်မလေး အဲ့လိုတော့လေမလေးလည်းသိတာပဲပေါ့ဟိုမလေးမိတာကသူတို့ရဲ့တကယ်နာမည်ကိုမိတာ မလေးနာမည်လေးကများလို့အကြည့်ကိုလေးတော့မှတ်မထားပါဘူးကွာအတိအကျလည်းမသိပါဘူး အခုလိုဘုတုတ္တတွေကိုတိတိကျကျမှတ်သားထားနိုင်တဲ့အတွက်ဂုဏ်ယူဖို့ကောင်းတာပေါ့နော် ဟုတ်ကဲ့ခဏလေးနေဦးတော့မလေး မြင်းကသုံးရည်ရှိနေပြီမင်းဒီကောင်မလေးကိုရောဝင်တာမကောင်းဘူးကွာအဲ့ဒါငါမကြိုက်ဘူး သူ့เนี่ยဒီ channel မှာသိစေအားနေမှာဆိုလို့ ဟိုဒါလည်းကိစ္စမဟုတ်ပါဘူးကွာ ဟုတ်ကဲ့နောက်ကိုကြီးဒီလိုမမြင်စေရပါဘူးကျွန်တော်ဆင်ခြင်ပါမယ် ဟာလေငါမမြင်ရအောင်ငါပွဲရမှာတွေးကြတယ်ဆိုလိုတာပါလေဟမ် မဟုတ်ပါဘူးကိုကြီးကလည်းဟိုကျွန်တော်ဆင်ခြင်မှမယ်လို့ပြောတာပါ လေကျောင်းတင်တယ်တော့ကြားမှုစားကိုပဲအာယုံစိုက်ကွာတခြားအာယုံမရောက်စေတယ်တော့ဒါလေ ဟဲ့ပါဒီစာအုပ်ကိုသိယူလာတယ်ပြောလားဝိမပူပါတဲ့စာအုပ်ငါအိမ်နဲ့သွင်းမလာဘူးငါပြောတာသွားခုချက်ချင်းယူသွားခွေးကြောက်လိုက်တာရှိတယ်ဟောတယ်အဲ့လိုပြောတာနောက်ရှိပါလေဗါတဲ့သူပြောတာတရိယာကဘာပေါ်မှာရှိသမျှမိမအားလုံးကိုတဲ့ပလတ်စတစ်အိတ်ထဲကိုစုထည့်နောက်ပြီးတော့ခုနေအိတ်နဲ့ဆွတ်ကျိုးနဲ့ခိုင်ကြီးတန်တက်တာလေးကိုထည့်တော့ကြီးခိုင်ခတ်ပြီးတော့မှဓာတ်နဲ့တောက်ခင်းပြစ်လိုက်ချင်တယ်တဲ့ အဲ့လိုကြီးတော့ပြောမှမထင်ပါဘူးနော်ကိုမောင်အေးကတဲ့ထွင်ပြောတာနေပါပါပြီးတော့တန်တစ်တာလေးထည့်ပြီးတော့မှတက်တော့လေးဓာတ်ကျိုးသွားမှာပေါ့ ဟုတ်လားမှန်တော့ငါပြောချင်တာတမဟုတ်ပါဘူးကဒီလိုဟာချိန်တော့ကမိမတွေမုံကြီးမုံပြီးတော့ခါတီမုံနေတဲ့အကိုကြီးရတယ်အခုနင့်ကြမှာစိတ်ကြီးပြောင်းသွားပြီးတော့ဒီတအိမ်လုံးမှာနင်လုံးသမျှလက်ရည်သဘောကျလက်ခံတော့ကိုလေဆိုတော့ဒီခံကောင်းနင်တိတ်ကိုခံကောင်းလာဗျာ ကိုကြီး channel မှာနားရှောက်နေလို့မလေးအေးရလာပြီးပေးတာပါ ဟုတ်လားကိုကြီးစာနဲ့ဖတ်ကြရရှိတယ်တရိယာတက်လာ ပြင်ပြီးပါပြီကိုကြီးမနေ့တော့ မလေးခဏတော့ ရှိတော့ပါဟုတ်ကဲ့ကိုကြီးအင်းကြီးတွေကိုမိဖို့တိုက်ပြီးကျဲသီးတွေကိုပြန်မတက်နိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ဖြုတ်ပြီးမှဝဲနေတော့အလုပ်ပေါ်လုံနေရမှာမဟုတ်လား
ဟုတ်ကဲ့မလေးသိပါပြီ ဟောနေပါအောင်ကိုကြီးအေးရကိုပြင်းတဲ့အခါကျတော့ဖက်လက်စာစာအုပ်တွေကိုဒီပြင်နေရာရွှေ့လို့ပြလိုက်မယ်နော်ပြန်ရှာနေရမှာဆိုလို့ ဟုတ်ကဲ့မလေးမှတ်မိပါဒါပါပဲလေတော့အောင်ပါ ဟဲ့မဒါစင်းလာ အော်မလေးကကိုမောင်အေးကမလေးကိုကံကောင်းနေပြောလို့မလေးစဉ်းစားနေမိတာပါမလေးတော့ဒီအကူကြီးကိုကြောက်တုံးမယ် ဟာနင်ဘာကြောက်ကြရရှိလဲတကယ် ဟုတ်ဘူးလေအကူကြီးကတခါတခါစိတ်ကခက်ထန်တော့နေမလားအချိန်မရွေးထပေါက်ကွင်းဘယ်နဲ့လုံမလဲလို့ဒီမဲ့မလေးမလိုက်တဲ့ဆောင်းကိုလေးမျိုးရဝဲလာ ကျေးဇူးတင်လိုက်တာအကူလေးရယ်ဟုတ်မလေးအလုံးလုံးဆရာရှိပြီလို့တွားလိုက်အောင်မယ်နော်လာပါလေ လူမောမင်းလက်ထဲကိုသွားလို့ပေးလိုက်ကြမြင်လိုက်ပါလေအဲ့ဒါဘာသွားလဲငါပြောလား ဒီနေ့မလေးဆရာဆံမွေးကိုအပြင်းနေဖြေမလို့ဘောကဘယ်ကစောင်းမှလိုက်တာအကူလေးမျိုးလေးကဝယ်လာပေးတာပါ အေးရောကောင်းကောင်း ဟောတာလေးဆက် ကိုကြီး လေမင်းဆောင်းဝဲနေပြီမလား ဟုတ်ကဲ့ အဲ့ဒါနဲ့ကျောင်းပေါ်လာဆောင်ကိုပြောင်းနေဖို့ကောင်းနေတာ ကျောင်းပေါ်လာဆောင်ပြောင်းပြီးစာချက်လို့တိတ်ကျောင်းထုတ်အောင်ကိုရကျွန်တော်မပြောင်းရင်ဝင်လကပိုးကုန်နေဦးမယ် မင်းကငါပြောင်းရင်ပြောင်းလို့ပြောနေတာမဟုတ်ဘူးမင်းကိုပြောင်းတော့ငါပြောနေတာ ဘောရာတော်ဆိုတော့အစားတော့နည်းနည်းတော့ဆင်းရဲမှာပေါ်လို့သေးရဲ့ ဘာလို့လဲနတ်ကလူကျောင်းပေါ်လာဆောင်ကိုပြောင်းနေမယ်အဲ့ဒါအလုံးအစင်မဖြစ်အောင်လုပ်ပေးလိုက်ပါမင်းဒီကြားထဲမှာအိမ်ပြန်လာစရာတခုလိုလားရှိရင်အိမ်လှမ်းပြီးတော့တယ်လီဖုန်းဆက်မှာရလာလုပ်ပေးလိုက်မယ်မင်းဆောင်ဝဲပြီးမှအိမ်ကိုပြန်လာဟုတ်နားလဲနော်ဟုတ် အကိုကြီးကိုကျွန်တော်တခုမေးချင်လို့ ဘာလို့ အကိုကြီးကျွန်တော်အပေါ်မှာတခုခုမကျေနပ်ဘူးလို့ကျွန်တော်သိနေတယ် မင်းထင်တာဖြစ်မှာ ကျွန်တော်ထင်နေတာပါဘူးကျွန်တော်သိနေတာ ဒီတော့ အဲ့ဟိုကိုကြီးကျွန်တော်အပေါ်မှာဘာမကျေနပ်တယ်လဲဆိုတော့ကျွန်တော်သိချင်တယ် မင်းသိကြတယ်ဆိုရင်သိရမှာပေါ့ကွာမင်းပေါ်မှာငါမကျေနပ်တယ်မရှိဘူးအဲ့ဒါမှန်မယ် အကိုကြီးကျွန်တော်ကိုဘောလာဆောင်သွားဖို့ဇွတ်လွတ်တာစေတနာမှန်မှန်ဘူးလို့ကျွန်တော်ထင်တယ် အဲ့လည်းမင်းကဘောရာဆောင်မတွားခြင်းဘူးလို့ဆိုလိုတာ မဟုတ်ပါဘူးဒီလိုမဟုတ်ပါဘူးကျွန်တော်ကောင်းပါပါ အ
ကိုကြီးစေတနာမှန်နေဖြစ်စေမှားနေဖြစ်စေကိုကြီးရဲ့စကားကိုကျွန်တော်နားထောင်ရမဟုတ်ဘူးငါစေတနာမှန်နေမှားတယ်ဆိုတာမင်းသိဖို့မလိုဘူးငါကိုငါသိဖို့အရေးကြီးတာငါကိုငါသိဖို့အရေးကြီးတာကွာအကိုကြီးဒါမျိုးပြောနေတယ်ကျွန်တော်သိချင်တာကအကိုကြီးကျွန်တော်ပုံမှာရှင်းတတ်တယ်မရှင်းတတ်ဘူးစေတနာမှန်ဘူးမှတ်တယ်ဆိုတာလေဒါကိုကျွန်တော်သိချင်တာဒါကိုကျွန်တော်မင်းနေတာဒီလိုမင်းလဲအခုလိုပဲဝေးလေကြောင်မတည်ဖြေမှာလဲဆိုတော့ကျွန်တော်ကြိုးပြီးတော့ကျွန်တော်တွေးပြီးသားပါကျွန်တော်သိပြီးသားပါတကယ်တော့ကိုကြီးကကိုမားနဲ့ကိုပြည့်နဲ့ကိုစိတ်ရမ်းလို့ဒေါ်လာတွေရမ်းကြည့်ဟိုလူရှောက်အောင်ဒီလူရှောက်အောင်နိုင်လို့မင်းတက်တွေရှောက်လို့ဒါတွေကိုကျွန်တော်တို့အားလုံးအကိုကြီးကဒုက္ခိတာကြီးပဲလို့ပြီးတော့ကျွန်တော်ကသိခံနေကြတယ်ကျွန်တော်မားတယ်ကိုကြီးကျွန်တော်ကိုကြီးကိုယူလဲယူသေးပါပြီးတော့ချစ်လဲချစ်ပါကျွန်တော်သွားဒီပုံဘာစိတ်ကူးနဲ့ယူလာတာအဲ့ဒါဘောပိုင်းကြီး20ရာစုရဲ့မေတ္တာလေးတဲ့ဒီကချစ်ပြေကောစူပါစတာတတဂီရီဆိုတာသူ့ဘောပိုင်းငါဖြစ်နားမလဲပါကွာဒီမှာပိုင်းကြီးတတဂီရီရဲ့အချစ်တတဂီရီရဲ့မေတ္တာအတိတ်နဲ့ဘောတိချာချာဆရာကြည့်တာချစ်မိပြီဆိုရင်ချစ်မှာအနုနည်းနဲ့ရရမရရအချမ်းလေးပဲမရရယူမှာပဲဒါရဲရဲနဲ့ချစ်ကိုဖော်ဆောင်တာဘောပါကြီးမင်းတောက်တီးတောက်တဲ့ရှောက်ပြောမယ်ငါနားကြပြင်းသိကြတယ်မဲတီတာကိုအတင်းအာမထိုးသွားတယ်ဆိုတာနှလုံးသားမင်းစဉ်းစားကြည့်အားရတဲ့မိတ်ကလေးတယောက်ခွန်နဲ့အားနဲ့အနိုင်တဲ့ပြုတ်တဲ့ကြံ့တယ်ဆိုတာဒါအင်မတန်ရုပ်ညံ့ငါသိမ့်မုန်းဒီလိုရှိသေးတယ်ဗျာမင်းတော်တယ်မှာကွာပြောရင်တော့ဒေါ်လာထွက်
ဈေးသွားလို့ဖြစ်သေးဘူးကွာ ဘာဖြစ်လို့လဲဘိုင်းကြီး ဆက်ပစ္စည်းဝယ်ရမယ်စီးငါအိမ်မှာမေ့ကြံနေတယ် အာဘိုင်းကြီးကလည်း လာပါကွာအိမ်ပြန်မောင်းလာဆိုနေဦးတော့ငါကုလာခဲ့မှာ ဟုတ်ကဲ့ နော်လုံမလေးလူလေးဈေးပဲသွားတာနဲ့ကျုံနေလို့လုံမလေးတွေခေါ်သွားလိုက်ပြီအလဲပေါ့ပဲနော်ဟောဘယ်နည်းอ่ะနောက်တစ်ခါမှခေါ်ပါကျွန်တော်သူ့ကိုခဲစရာရှိနေတာပြောလေဘာဖြစ်လာတာလဲ ဘာမှမဖြစ်ပါဘူးဖိုးရဲ့ညလုံးနဲ့ပိုးအောင်မသွားလို့ပါနေဦးတော့ဖို့မနေနဲ့တော့တက်လာမယ် လုံမလေးဖူးဖူးမှန်မှန်ပြောစမ်းလူလေးလူစောဟာလုံမလေးကိုအနိုင်ချက်များပြုတ်လာဟမ်ဟုတ်ပါဘူးဖိုးရဲ့ညလုံးနဲ့ပိုးအောင်မသွားလို့ပါအကိုကြီးနဲ့မဆိုင်ပါဘူး ဘိုင်းကြီးသွားလို့ ကြောက်မှာငါမလိုက်တော့မင်းခေါ်ဒီစီအတိုင်းဝယ်ဘာဖြစ်လို့ စိတ်နေမကောင်းဘူး ဒါပေမဲ့ကျွန်တော်သွားတော့ အေးအောင်ပါလေ ဘိုင်းကြီး အိမ်ရှိမှာအဲ့ဒါရောက်နေလို့လား ဘယ်ရတယ်မှမရောက်ပါဘူးဘိုင်းကြီး ဘယ်လို ကိုကြီးကအရက်တော့မယ်ဆို ဟမ် ရှင်းနေတာပဲဘိုင်းကြီးကိုကြီးကစိတ်ညစ်မှအရက်တော့တာအခုအရက်တော့မယ်စိတ်ညစ်လို့ဖြစ်မှာပေါ့ဘာအတွက်ဘာကြောင့်စိတ်ညစ်တယ်ဆိုတာမောင်အေးမသိပါ တော့မလေးနေမကောင်းရဲ့ ဒီကောင်းပါလေဖိုးရဲ့မလေးစာပြက်နေတာပါ ဩအေးဒါဖြစ်နေကြက်နော်
မှန်ပြောစမ်းမလေးဘာပြောရမှာလဲဘဘလူဇော်ကလုံမလေးကိုအနှိမ့်ထက်ပြုတ်ခဲ့တယ်မို့လားဟင်မဟုတ်ဘူးဘာမဟုတ်တာလဲလုံမလေးဒီဘက်ကိုလှည့်စမ်းဘိုးဘမျက်နှာကိုကြည့်ပြီးပြောစမ်းလူဇော်နေကိုဘာလုပ်တယ်ပြောလေလူစုံကြီးကိုဘာလုပ်တယ်လဲပြောလေဟင်လုံမလေး
သတိများတယ်တော့ကိုလေးမနဲ့တန်တော့မှာပဲလာတွေ့ဖို့ကျွန်တော်ကိစ္စလေးချက်ခွင့်ချက်မလူဖြစ်တာလေဆရာတခြားတော့မဟုတ်ဘူးခင်ဗျာကလေးပြကြတော့ပါကျွန်တော်ကိစ္စရှိခင်ဗျားတို့အားလုံးအသိမပြေပဲကိုလူဆိုတာသူ့ဆန္ဒသူ့အစီအစဉ်တွေကိုအသေးစိတ်ကျွန်တော်ညွှန်ကြားခဲ့ပါအဓိကကတော့ကိုလူမျိုးရဲ့အမွေကိစ္စအတွက်ပဲဘာကြီးငင်းလေးပါတယ်မန်လေးလည်းပါတယ်ဟောဟေးမောင်ကြီးမင်းလည်းပါပါတယ်ကွာလားခိုင်းအကြောင်းစုံအားလုံးအသေးစိတ်ကတော့ဟောဒီစာချုပ်တွေထဲမှာပါတယ်ဒီတော့ကာယကံရှင်တွေကိုယ်တိုင်ဖတ်ကြရင်ပို့ပြီးတော့ရှင်းသွားမယ်ရော့မောင်လူမောင်ပိုင်းကြီးနဲ့တောင်ပေးလိုက်မန်လေးနဲ့တောင်ဖတ်ကြည့်ရော့ဒါမောင်ကြီးမင်းဖတ်အဓိကကတော့မောင်လူမောင်အမွေကိစ္စပဲဟိုကြံတဲ့လူတွေအတွက်ကတော့ကိုလူစော်ကသူ့ပိုင်းမွေတဲ့ကနေနှုတ်ပြီးချင်းမြင့်ပေးဝေတဲ့သဘောပါပဲစာချုပ်နဲ့ပတ်သက်ပြီးသဘောမပေါက်တာမရှင်းတာများရှိပါသလားလို့ပါမရှိပါဘူးရှင်းပါအရေးကြီးဆုံးကတော့ကိုလူစောရဲ့ပြောနော်ဟောဒီကသူ့ညီကိုလူမော်နဲ့ဒီကမန်လေးတို့ဟာတူပေါ်တူမေတ္တာတက်ဝင်နေတယ်ဆိုတာကိုသူသိပါတယ်တဲ့ဒါကြောင့်ကိုလူမော်ပညာရေးပြည့်စုံတာနဲ့တပြိုင်နက်သူလက်ထပ်ပေးခြင်းနေဒါကိုကျွန်တော်နဲ့တိုင်ပင်ကြတာကြားပါပြီအခုသူရုတ်တရက်ကွယ်လွန်သွားရှာတယ်ဆိုတော့ခဏနော်မောင်တို့ပြခဏ
လောမလေးအခုမောင်ထုံးမြတ်ပြောတာအမှန်ပဲလားကဲမောင်ထုံးမြတ်ဆက်ပါများများပြောကြမရှိတော့ပါဘူးတာကြီးငိမ့်တို့ကာယကံရှင်တွေကိုယ်တိုင်ဆုံးဖြတ်ကြဖို့ပဲကျွန်တော်အနေနဲ့ကတော့လူအပ်တယ်လို့ဆောင်ရွက်ပေးရမှာပဲမောင်လူမောင်ဟောတာကတော့ကိုလူစော်ရဲ့တင်မှုတည်ခင်းနဲ့ပတ်သက်ပြီးရဲစခန်းကသိမ်းလာတဲ့ကိုလူစော်ရဲ့ဒိုင်ရီမှတ်စုစာအုပ်နော်ရဲစခန်းပြန်ပေးလိုက်တယ်ပြီးတော့ကိုလူစော်ဟာမတော်တဆလိမ့်ကြရာကနေပြီးအခန့်မတင်လို့ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးသေဆုံးရတယ်လို့မှုကင်းဆရာဝန်ကြီးရဲ့စေးစာအရခုဆိုရင်စကားမှာအမှုပိတ်လိုက်ပြီထူးထူးဆန်းဆန်းဝင်လာကြတယ်။ဒါနဲ့ငါသူ့ကိုဘာလို့ရဲရဲဆက်ဆက်မမုန်းနိုင်ရတာလဲ။ဘာရင်ငြင်းမှုလို့လား။ဒီမိန်းကလေးကိုငါကပါလေအမြန်နှင်ထုတ်ပြရမယ်။ဇူလိုင်လ18ဒီမိန်းကလေးကိုဒီချမ်းကနှင်လွတ်လို့မဖြစ်တော့ဘူး။ငါသိရရကြတယ်ပြီးတော့ဒီမိန်းကလေးကိုငါမုန်းလို့မရပါလားတော့အော်ဆရာကမလားဩဂတ်စ်လေးဒီမိန်းကလေးကတူးစမ်းပါလားလောကကလှဆန်းဟုတ်ပြီမယ်စိတ်ကိုတော့ကောင်းကောင်းညှို့ထားနေတာပဲငါသူ့ကိုဆွဲလာနေပြီလားငါသူ့ကိုချစ်မိနေပြီလားဩဂတ်စ်28ငါသူ့ကိုချစ်နေပြီပဲသူ့လုပ်တဲ့နေရာငါကြိုက်နေပြီတဲ့ထူးစမ်းမှာငါဘာကိုလမ်းစားလာလုံးနိုင်တဲ့မင်းမဒီလောကမှာရှိနေပါလေလူမောင်မလေးအပေါ်မှာယူသားမရဘူးမလေးကလည်းလူမောင်ကိုဆက်ဆံလာတယ်ရှူမှရွယ်လာဒါကတော့ဖြစ်ပြနေနေတာတားရတယ်စက်တင်ဘာ10ရက်ဒီနေ့တော့ငါဘဝမှာဒုတိယအကြိမ်ကဘာဖြစ်တဲ့နေ့ပဲလူမောင်နဲ့မလေးချစ်နေကြပြီသိရလားသူတို့မြောက်ချင်းနေကြတယ်ငါဘဝပြည့်ပြည့်ပြီအောက်တိုဘာ9ရက်ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုငါချလိုက်ပြီတကယ်တမ်းကျတော့ငါဟာဒုက္ခတယောက်ပဲမလေးနဲ့လူမဟာနို့နဲ့ငယ်ရွယ်လူချင်းမို့သူတို့ချင်းနဲ့တင်နေပါပဲငါဘဝငါအသက်အရွယ်နဲ့မလေးနဲ့ဘာမှမဆိုင်တော့ဘူးဆိုတာငါပြတ်သားရတယ်ဒါပေမဲ့လူမောပညာရေးမပြီးခင်မှာတော့ထိန်းနိုင်သိမ်းနိုင်အောင်ငါဖေးမှပေးရမယ်ပြတ်ပြတ်သားသားထိကိုပေးရမယ်စာမွေးလည်းညီးပြီစာကိုအာရုံစိုက်နိုင်အောင်ဘောရာဆောင်ပို့ထားတာဖြစ်တစံပါရှိငရဲကိုပြန်ရောက်တဲ့နေ့အရှုသွားတယ်စေရုပ်ပြန်ပေါက်တဲ့နေ့မလေးငါခွင့်ရတယ်ကိုကြီးမလေးခန်းလေးကိုဒင်းလိုက်မလား
ဘယ်ခါမှရှိရနော်ဟုတ်ပါတတိလည်းဖြစ်သွားပြီကိုရောဘာနော်ချောင်းနေတော့ဟောဒီခါကြီးရမှာကိုရဲ့ဘွားပြည့်ခဲ့ဘူးလေအဲ့ဒါစိတ်နာနေဒီခါကြီးကိုပိတ်ထားခဲ့တာခဏဒီခါကြီးကိုပြန်ရောက်တော့ဒီလည်းဖြစ်ပြီပါခါကြီးရဲ့အတိတ်ကိုပြန်ရောက်သွားမိတာပဲမလေးဒီခါကြီးကိုဖွင့်မိမှာဆိုလို့ကမန်ကနာတရီပေးဖို့လိုက်လာတာကိုလိုဖြစ်သွားတာကိုရောခွန်းတော့ကိုရောခွန်းတော့ပါလေဒီကမလီနာလေနော်ကိုရောစိတ်ဆိုးတယ်
ရှင်ကိုယ်ကိုခွင့်လို့ပါခွဲကိုမလေးတော်ရစီရောနော်အော်မလေးဖြစ်ကဒီရှက်စရာကောင်းပါလေကွယ်တော့ဒီကြောင့်လည်းပတ်သက်ပြီးတော့ဘယ်သူမှမပြောပါနဲ့အဲ့ဒါကိုယူခရီးပြီးမာပြီတိမ်မာသွားတယ်လူလေး။ဘာကြီးဘာရှောက်ပြောတယ်။ဟာ။ဘာကြီးတော့မောနေတာပါလား။လာ။ဆုံးတော့တိုင်းလား။အာ။ဘာလို့ဖြစ်တာလဲ။အကိုလေးဘာလို့ဖြစ်တာလဲ။ဘာကြီးတတိထားပါဘာကြီး။လူလေးဆိုလူတကယ်သူတော်လေးတယောက်ပါခွေး။အဲ့ဒါပြောနေရတယ်။ကိုလည်းတော့ပါ။လူလေးလူမော။ဘာကြီးကျွန်တော်လေးလူမောလေး။ဘာကြီးငိမ့်တယ်။လူလေးလူစောလောကအယုံမာစောတကယ်ယုံမာစောလူတယောက်လူဘာကြီးတဲ့ဒီမာခဲ့မိတယ်။ဘာကြီးဘာရှောက်ပြောနေရတယ်။ဘာကြီးပြောတော့ကျွန်တော်ခုအထိဘာတစ်ခုမှနားမလည်သေးဘူး။လူလေးလူစောလုံမလေးကိုနိုင်တဲ့လူပြုခဲ့တယ်။ဘာကြီးညထေနွေးခဲ့မိတဲ့လူလေးမဟုတ်ပါဘူး။မလေးပြောပြရခိုးရဲ့။မကိုတိပါပြီကွယ်ဖို့မငုတိပါဒါပေမဲ့လူလေးလူဆိုအခုတော့လေကားဘောကလိမ့်ချပြီးတော့အပင်စိုးတဲ့ပြရတာဖို့ကြောင့်ပါလူလေးပြဖို့ကြောင့်ပါဟုတ်တယ်လူလေးဟုတ်တယ်လူလေးလူဆိုအခုအပင်စိုးတဲ့ပြရပါချင်းချင်းပါကြီးရောအဲ့ဒီတရားလုံမလေးဆေးရုံတဲ့နေရာအိမ်အပြန်မှာ
ခံတဲ့ကောင်ရဲ့အိမ်မှာငါနေလဲမနေမင်းမျက်နှာကငါမကြည့်ငါဘာကျွန်တော်နားမရှိပါနဲ့ လူလေးလူမဘာကြီးစီခွေးလူမခွေးကိုလေးမလေးတော့ဘဘခွဲတော့လေကိုလေးဘာညင်ဘာညင်ဘာညင်ကလေးတွေရမြင်စွာပထမရွယ်ရဲ့ဝေဒနာအစမလွယ်ခင်လို့မသိကြအမြင့်ရှိသည့်ပမာအချစ်သေးသည့်အခါအသေးနှလုံးပလေကုပမာဝေဒနာလေးတွေရင်မချီကအချစ်ကပြီးတော့အချစ်ကပြီးတော့ပထမဝေဒနာအချစ်တဲ့ကလေးတွေ့တော့နေကလို့ဒီနေလို့နဲ့ကိုအရွယ်ကိုဘဝနဲ့ဆက်လို့မရထီလို့မရမပြီးဟိုဘဝရဲ့ပါအချစ်ဟုသောအချစ်ဟာမြာပမာအသားမဆူလို့နှုတ်မရလေရာသို့သောပန်းနေလိပ်ပြပမာအတူရှင်တွေ့လူမြင်ရဲ့ဒီကချစ်ညီလေးနဲ့မလေးသည်သာပါပစီရေဝဲပိုက်လုံးနေမှာအချင်းမီခံစားရတော့တတိယအရွယ်ဒုတိယဝေဒနာတတိယအရွယ်ဒုတိယဝေဒနာအချစ်စိတ်ကလေးနှုတ်ထလာတိုင်းကိုအချစ်စိတ်ရိုင်းဒါချုံနဲ့ဥက္ခာဖြေတော့မှာ